Atletico Madrid လူမိုက်တင်းကောင်လေးတော်လူပါဝရတယ်ဗျအခုမှညဘယ်နိုင်လဲ3ခွဲပဲရှိသေးကျွန်တော်လုံးဝဆက်ပြီးတော့အိတ်လို့မရတော့တော်ရုပ်ပေါက်တဲ့အသင်းများလုံးဝလေးစားမှုမရှိတဲ့အသင်းဘာစီလိုနာသူတို့ကိုဗျာကောင်းမွန်တဲ့တန်းတရာနဲ့ကန်လိုက်တာအတင်းချင်းချင်းကြားကိုပေါ့ကိုညင်းလိုက်ပေါ့မယောင်းချင်ကွာငါတို့ကစားသမားငါတို့ချစ်တယ်အဲ့လိုညင်းလို့ရတာအဲ့လိုမညင်းဘူးဗျာသူတို့ရဲ့ social media X ရဲ့ Instagram Facebook ရဲ့တခြား social media platform တွေအကုန်လုံးမှာဘာစီလိုနာရဲ့ကစားသမားတွေဖြစ်တဲ့အဓိကကစားသမားတွေနော်လမင်ယာမဲရဲ့ Rafinha ရဲ့ Pedri ရဲ့ဗျာ Fabrizio Romano ရဲ့ Here we go ရဲ့ breaking news ပုံစံလုပ်ပြီးတော့ဗျာ Atletico Jersey ရေးပေးဝေပြီးတော့အဲ့ဒီကစားသမား၄ယောက်ကိုတဲ့တယောက်ကိုတဲ့နေဂျာစီတထုတ်ရဲ့တဲ့ABC တရေဌာနမှာကြီးစုခွေတနစ်စာရဲတဲ့အဆိုတော် Bad Bunny ကွန်ဆာရဲ့လက်မှတ်၄ဆောင်ရဲနဲ့ကဲလန်းမယ်တဲ့အဲ့ဒီကဲလန်းချက်ကိုတဲ့ဘာစီလိုနာလက်မခံချင်နဲ့သူတို့ညင်းပါတယ်အထာတော့သူတို့ရဲ့ social media blue mark အကောင့်တွေကတင်ထားတာပြီးတော့အစိုးဆုံးရှိတယ်ညီကိုတို့မြင်မှုမှာပါ means video တခုလေးဟိုဟာအာဖရိကတော်မှာလို့ကားနဲ့သွားနေနေလေချင်းသစ်တကောင်ပြေးလာပြီးအဲ့ချင်းသစ်ခေါင်းစုပ်ကိုဆွဲချွတ်လိုက်တော့ခွေးပုံစံဖြစ်နေရလေအဲ့ဥစ္စာကြည့်ချင်ကျွန်တော်ရဲ့ Facebook အကောင့်မှာလေအဲ့ဗီဒီယိုတင်ထားတယ်ဘာကာဖန်စီအကောင့်မှာတွားကြည့်လို့ရတယ်အဲ့ဒီဗီဒီယိုပါသူတို့ရဲ့ social media blue mark တွေအကောင့်မှာတင်ပြီးဘာစီလိုနာကိုအရှက်ခွဲတာကွာတော်တော်ဖင်နာချမ်းနေပြီးတော့စာချောင်းရှိန်နေလဲထည့်ရေးထားတယ်ဘာရေးထားလဲဆိုအဓိက point ကတော့ဘာစီလိုနာကတင်သမျှကိုမယုံပါနဲ့တဲ့အဲ့လိုမျိုးဂျာစီနဲ့ breaking news ပုံနဲ့ create လုပ်ဖို့တဲ့9မိနစ်ပဲကြာတယ်တဲ့ကျွန်တော်ပြောပြမယ်ဘာစီလိုနာအသင်းက Julian Alvarez နဲ့အဲ့လို Julian Alvarez ဂျာစီဝတ်တဲ့ပုံနဲ့ Julian Alvarez အသင်းပြောင်းလိုက်ဝင်တခါမှ create လုပ်တာမဟုတ်ဒါတွေကဘာစီလိုနာ fan အင်အားတောက်နေဗျာဘာစီလိုနာ fan ကဘာမှအများကြီးပဲ Alvarez ကိုသဘောကျတဲ့လူလည်းအများကြီးပဲအဲ့ဒါတွေအကုန်လုံး Alvarez ကိုလာတင်ခြင်းလို့လုပ်တဲ့ဟာကိုသူတို့က social media အကောင့်တွေမှာအဲ့လိုမျိုးကြီးလုပ်တယ်တခါမှမမြင်ဘူးဘယ်ပြောင်းရွှေ့မှာအဲ့လိုမျိုးမမြင်ဘူးတော်တော်လေးစားမှုရှိတဲ့လူမိုက်အသင်းအေးပေါ့ကျွန်တော်မေ့နေသူတို့မှလည်းဘာစီလိုနာလိုမျိုးလုပ်ဖို့တဲ့သူတို့မှ fan base ကောင်းကောင်းရှိတယ်အဲ့တော့သူတို့ blue mark အကောင့်ကြီးနေမယ်အဲ့လိုမျိုးလုပ်ကြတယ် Julian Alvarez ကိုတိုင်ကအဲ့ Atletico Madrid လူမိုက်အသင်းထွက်ရှင်နေဗျာထွက်ရှင်မှာပေါ့သူတို့အသေးအနေထားကိုလည်းကြည့်အောင်ရေချိုးခန်းဒန်ဖလာဖိုင်နယ်လောက်ပြရရ Real Sociedad တော့ပေါ့သူတို့ final မှာနိုင်မှမနိုင်တာမနိုင်လို့ Julian Alvarez ကထွက်ရှင်တာလေအဲ့လိုထွက်ရှင်တဲ့ကစားသမားကိုဘာစီလိုနာခေါ်ချင်တယ်လေတန်းတရာမရအောင်ဆိုလို့120 150တောင်းပေါ့အဲ့လိုမျိုး social media မှာ post တွေမျိုးဆောက်ချက်တွေခွဲဖို့ဒီလိုလို့လားသူတို့ဝယ်ထားတဲ့ကစားသမားကိုမအုပ်ထိန်းနိုင်ဘူးဗျာသူတို့မစွဲဆောင်နိုင်တဲ့ကိစ္စကိုဘာလို့ဘာစီလိုနာကိုပက်ပြီးတော့ရမ်းနေရလဲတကယ်ဗျာညကြရင်ကံမဲ့ UCL ပွဲထုံမှာအခုလောလောဆယ်အဲ့ဒီ trend ကပို့ပြီးတော့မှကြီးနေတယ်ဂျားမှာဘယ်ကနေပြီးပရိသတ်တွေပါလာလဲဆိုတော့ Atletico fan base ကအဲ့လောက်မတောက်ပါဘူးညီကိုတို့အားလုံးသိပါတယ်ဘယ်ကောင်တွေဝင်လာလဲဆိုတော့ဟိုယာတီကောင်ကားတွေကလေပျောက်သွားတဲ့ကောင်တွေလေဟိုအယောင်ပြောင်းထားတဲ့အုပ်စုလေအဲ့အုပ်စုလိုက်ကြီးဝင်ချလာတာအဲ့ကောင်တွေက Atletico Madrid ဆိုတော့သူတို့ကဒါဘီပြိုင်မဲ့တင်တော့ဒါဘီပြိုင်မဲ့တင်လဲအားမနာအကုန်လုံးဝင်ချလာတာဟဲ့ရောက်ရေးဘာစီလိုနာအပြောင်းရွှေ့လို့တာဘာတွေများဖင်နာနေကြလဲကို့မှာပတ်ဆက်ရှိလို့ကိုဝဲရလေဒါတွေမဟုတ်သေးဘူးဟိုပြီးခဲ့တဲ့ရက်ပိုင်းချို့ကလည်းကျွန်တော် Facebook မှာသတင်းတင်ထားသေးတယ်ဘိုင်ယန်မြူနစ်ဥက္ကဋ္ဌဘာစီလိုနာကသူတို့ရဲ့တိုက်စစ်မှု Harry Kane ကိုဝယ်ဖို့ပတ်စံမရှိဘူးလေမွဲနေတာတခါမှလည်း Harry Kane ကိုဝယ်ဖို့လည်းမပြောဘူးအဲ့ဒါကို play နော်social media ပေါ်မှာအဲ့လိုမျိုးတက်ပြောတာအဲ့ဒါဘိုင်ယန်မြူနစ်ဥက္ကဋ္ဌအဲ့တော့ဘိုင်ယန်မြူနစ်ဥက္ကဋ္ဌတို့လိုချင်နေတဲ့အန်တိုနီဂေါ်ရယ်ကိုတက်80ပြီးတော့ဘာက hijack လုပ်လိုက်တယ်ဒီနေ့အန်တိုနီဂေါ်ရယ်နဲ့စာချုပ်ချုပ်တယ်2031အထိအန်တိုနီဂေါ်ရယ်သုံးနှစ်သားတွေကဘာစီလိုနာကိုလာခြင်းနေရတဲ့ဒီကောစပိန်စကားတွေပါခိုးတင်ထားသေးတယ်စပိန်စကားကိုဘယ်ကတင်ထားလဲဆိုတော့သူတို့ Newcastle United မှာကာယနီပြဆရာကြီးကာယနီပြဆရာစပိန်စကားပြောတဲ့အတွက်သူဘာစီမနာလာခြင်းတဲ့အတွက်စပိန်စကားတွေပါခိုးတင်ထားတယ်အခု2030စာရုပ်ချုပ်သွားပြီအဲ့တော့လေအန်တိုနီဂေါ်ရယ်ကိုကပတ်စံရှိလို့တန်း80နဲ့ခေါ်တော့လေအန်တိုနီဂေါ်ရယ်တန်း80ပြဖို့မတန်လို့သူတို့ကမလိုက်တာဘာညာနဲ့ UCL ရတာမဟုတ်လေဗျာဘာစီလိုနာလူခေါ်တဲ့ကိစ္စကိုဘာဖြစ်လို့အဲ့လိုတော့မှသူတို့ဒီလောက်တော့မှပောက်ကွဲနေကြလဲဘာစီလိုနာကလူခေါ်လို့မရဘူးလားကိုယ့်ဘက်ကိုကစားသမားစိတ်ဝင်စားခွင့်တော့မရှိလားမပြီးသေးဘူးနော်အခု Alvarez နဲ့ Atletico Madrid ဘာစီလိုနာစစ်ပွဲတွေမဟုတ်ဘာနာဒိုဆေးဗာလည်းမက်ဆီဒီကနေ free နဲ့ထွက်ထားတာနော်အခုဘာနာဒိုဆေးဗာကိုလည်းဘာစီလိုနာအသင်းနဲ့ Atletico Madrid ကနှစ်ယောက်ကပြိုင်လိုက်နေတာ Julian Alvarez ရဲ့ဘာနာဒိုဆေးဗာရဲ့ဘယ်သူရသွားမလဲဘာစီလိုနာလား Atletico Madrid လား